အားလုံးမင်္ဂလာပါဒီအခုကျွန်တော်ကနန်း6သုံးလုံးခွေလိုင်းနေရလေသူကကနန်း9ကွက်လောက်ထွက်သွားပြီပေါ့အဲလိုင်းနေကတစ်ကွက်ကျန်နေကနန်းလေးကိုကျွန်တော်အခုချိန်မှာပြင်းတယ်ပြင်းကကောင်းတော့ပြင်းမှာပေါ့ဒီလိုင်းလေးကိုကျွန်တော်ပြပြပါမယ်အဲဒီကတော့ခွန်ငါခွန်လို့တဲသွားတာကနန်းတုကနန်း3ကပ်ပဲရှိတယ်ခွန်ငါခွန်ဒီချိန်မှာဒီနားလေးမှာအောက်ဆုံးချိန်မှာခွန်ငါခွန်တို့ပြီး3ကပ်တဲသွားခွန်ငါခွန်လို့တဲတဲ့ချိန်မှာသူ့ရဲ့တပင်ကျော်လိုက်တာနဲ့သူကအပေါ်မှာ6ပရိတ်က6ပရိတ်လို့ဟိုပြန်ကျသွားတယ်ခွန်ငါခွန်လို့တပင်ကျော်လိုက်တာနဲ့ဒီ350ကဒီအောက်ကဇောင်းကနန်း1ချင်း350ဆိုပြီး1ချင်းတက်ရိုက်သွားတယ်ဒုတိယကပ်လေးကြည့်အောင်ဒုတိယကပ်လေးမှာလည်းခွန်ငါခွန်လို့ဖြစ်တဲ့အချိန်မှာတပင်ကျော်လိုက်ရင်ဒီ430ဆိုတဲ့ကနန်း390က430ဆိုပြီး1ချင်းရိုက်သွားတယ်1ချင်းရိုက်တဲ့အချိန်မှာပထမကပ်လိုပဲပထမကပ်မှာ6ပရိတ်ကပြန်ကြ6ပရိတ်ပြီးတော့ဒီမှာ5ပရိတ်က285ဆိုတဲ့ကနန်းတပွဲငယ်နဲ့5ပရိတ်ကနန်းပြန်ကြပြေးသွားတယ်တတိယကပ်လေးကြောက်ခွန်ငါခွန်လို့အားလို့ရိုက်တဲ့သူ့ရဲ့တပင်ကျော်239 1ချင်းပေါ့239 1ချင်းဆိုတော့20တွဲရှိရ90တွဲရှိရ29တွဲရှိရ3တွဲဟိုမှာ3တွဲရှိတယ်ပေါ့အဲ့ထဲမှာမှပထမကကခွန်ငါခွန်လို့တဲ့အချိန်မှာ150 6ပရိတ်ထပ်သွားတယ်ဒုတိယပတ်မှာ6ပရိတ်ပြီးတော့5ပရိတ်ထပ်သွားတယ်5ပရိတ်ပြန်ကြသွားဒီတတိယကမှာခွန်ငါခွန်လို့တပင်ကျော်လိုက်တာနဲ့ဒီမှာ4ပရိတ်ခဏပြန်ကြသွားပေါ့963ဆိုတဲ့ခဏ4ပရိတ်ခဏဒီမှာ963ဆိုတဲ့ခဏ653ဆိုပြီးဒီမှာပြန်ကြသွားပြီပေါ့4ပရိတ်ခဏပြန်ကြပြေးသွားပေါ့အဲ့ချိန်မှာဒီကနန်းခွန်ငါခွန်ဆိုတဲ့ကနန်းတပင်ကျော်ကနန်းဒီ239 1ချင်းပေါ့239 1ချင်း20တွဲကိုကျွန်တော်ပြကျင်တာပေါ့ပြကျင်တာဒီမှာ6သုံးလုံးလို့ခွေးသွားတယ်6သုံးလုံးခွေးတဲ့ line ထဲမှာကျွန်တော်ဒီ6သုံးလုံးလို့ခွေးသွားတယ်ခွေးသွားတဲ့မှာ394ခွန်8ကို5ကို306ခွန်306ခွန်6ခွန်53ဆိုပြီးထွက်သွားပါသူရဲ့တပင်ကျော်က19သူရဲ့19ခွန်ဆိုတဲ့ကနန်းဒီမှာ98ခွန်ဆိုပြီးထွက်သွားတယ်98ပြီးတော့ခွန်53ဆိုတဲ့ကနန်းဒီမှာခွန်53ဆိုပြီးတက်ရိုက်သွားတယ်36ခွန်ဆိုတဲ့ကနန်းဒီမှာ36ခွန်ဆိုပြီးရိုက်သွားတယ်ရိုက်ပြီးတော့ကျတော့493ဆိုတဲ့ကနန်း493ဆိုပြီးပြောင်းပြန်4ပါတဲ့ကနန်းပြောင်းပြန်394ဆိုပြီးရိုက်သွားတယ်ဒီ59ခွန်95ဆိုတဲ့ကနန်းဒီမှာ59ခွန်လို့ရိုက်သွားကိုခါရဲ့ဘေးက53တွဲနဲ့ကနန်းရတယ်53ခွန်ဆိုတဲ့ကနန်းရတယ်ဒီမှာ53ခွန်လို့ရိုက်သွားတယ်6သုံးလုံးကိုရဲ့ဘေးကကနန်းတစ်ကွက်ကျန်နေတဲ့ကနန်းသူ့ရဲ့ဘေးကနေပေါ့ဒီဘက်ဘေးကနေပေါ့ရေးလိုက်ရှစ်တထိပ်နှစ်ထိပ်3ထိပ်3ထိပ်လို့ဖြစ်3ထိပ်ရဲ့အောက်ကကနန်း998ဆိုတဲ့ကနန်းဒီဘက်နဲ့ထဲမှာ998ဆိုပြီးကနန်းလိုက်ထွက်ပြီးသွားတယ်ဒုတိယကလေးကြည့်ကြပါ6သုံးလုံးခွေသွားတယ်6သုံးလုံးခွေတဲ့အချိန်မှာ6သုံးလုံးခွေရဲ့ဘေးက4ပါတဲ့ကနန်း453ဆိုတဲ့ကနန်းတစ်ခွက်ရယ်89 ကနန်းလေးထွက်သွားပေါ့ကနန်းလေးကသူ့ရဲ့နှစ်ပင်ကျော်ကနန်း6သုံးလုံးခွေရဲ့6သုံးလုံးခွေရဲ့ဒီဘက်နှစ်ထက်ကနန်းနေရထွက်သွားပေါ့ဒီမှာကိုခါနဲ့ကနန်း29ခွန်ဆိုတဲ့ကနန်းဒီမှာ29ခွန်လို့တက်ရိုက်သွား
တကူရှစ်ဆိုတဲ့ကဏ္ဍကိုပါတဲ့ကဏ္ဍတက်ရိုက်သွားတကူရှစ်တကူရှစ်3ခုတက်ဆိုတဲ့ကဏ္ဍဒီဘက်မှာ3ခုတက်ဆိုပြီးဒီအောင်နားလေးမရိုက်တာ3ခုတက်3ခုတက်လေးလေးကိုဆိုတဲ့ကဏ္ဍလေးလေးကိုလူတက်ရိုက်သွားလေးလေးကိုရဲ့အောက်ကလေးပါတဲ့ကဏ္ဍ354ဆိုတဲ့ကဏ္ဍဒီမှာ553ဆိုပြီးဒီမှာထွက်သွားတယ်။ဆိုရတဲ့ပြကြတော့ခါကြတော့အရှိကြီးတော့ရှင်းမပြတော့ကုခရဲ့ဘီရကဏ္ဍ53တရွဲ့နဲ့ကဏ္ဍလည်းဒီမှာ53တရွဲ့နဲ့ဒီမှာ53တရွဲ့နဲ့553ဆိုပြီးရိုက်သွား63လုံးခွေရဲ့ဒီဘက်နှစ်ထည့်ကဏ္ဍ83ထိပ်တစ်ထိပ်နှစ်ထိပ်83ထိပ်အောက်က630ဆိုတဲ့ကဏ္ဍဒီဘက်နဲ့တည်းမှာ630ဆိုပြီးတဲလိုက်ရွှေ့သွားတယ်တတိယကလေးကြည့်ကြပါတတိယ63လုံးလို့ခွေးသွားတယ်63လုံးလို့ခွေးသွားတဲ့အချိန်မှာဒီဘက်နဲ့တည်းကထွက်သွားတဲ့ကဏ္ဍတွေက86ခုဆိုတဲ့ကဏ္ဍ86ခုဆိုတဲ့ကဏ္ဍတစ်ခွက်ထွက်တယ်339ဆိုတဲ့ကဏ္ဍထွက်တယ်3ခုနှစ်ဆိုတဲ့ကဏ္ဍထွက်တယ်3ခုနှစ်မပေါ့3ခုနှစ်မပေါ့3နှစ်ဆိုတဲ့ကဏ္ဍထွက်တယ်နှစ်46ဆိုတဲ့ကဏ္ဍထွက်တယ်46ဆိုတဲ့ကဏ္ဍထွက်ပြီးတော့89ဆိုတဲ့ကဏ္ဍထွက်တယ်696ဆိုပြီးထွက်သွားအဲ့လည်းနဲ့မှသူ့ရဲ့တပင်ကျော်ကကိုခါနဲ့ကဏ္ဍကိုပါတဲ့ကဏ္ဍ339ကို3ည3လို့ထွက်သွားတယ်ကိုခါရဲ့ပြရကဏ္ဍ53တတွဲနဲ့ကဏ္ဍ235ဆိုတဲ့ကဏ္ဍ35နှစ်ဆိုပြီးထွက်သွားတယ်အဲ့ကိုပါတဲ့ကဏ္ဍ696ဆိုတဲ့ကဏ္ဍဒီမဲ့696ဆိုပြီးထွက်သွားတယ်ကိုနောက်ပြီးတဲ့ကဏ္ဍ89ဆိုတဲ့ကဏ္ဍ89ဆိုပြီးထွက်သွားတယ်အဲ့လည်းမှာကျွန်တော်တို့ကိုခါလို့ထင်လိုက်တာဒီမှာကိုနောက်ပြီးတဲ့ကဏ္ဍတွေပဲထွက်သွားတော့အဲ့ဒီမှာလေးပါတဲ့ကဏ္ဍ64နှစ်ဆိုတဲ့ကဏ္ဍဒီမှာ46လို့ထွက်သွားတယ်ဒီမှာ86ခုက68ခုလို့ထွက်သွားတယ်ဒီလိုင်းကဒီလိုလေးထွက်သွားပေါ့အဲ့63လုံးခွေရဲ့63လုံးခွေရဲ့ဒီဘက်နှစ်ထဲမှာဒီဘက်နှစ်ထဲကရှစ်တထိပ်နှစ်ထိပ်3လေးအောက်ကဒီ1.3နဲ့4ဆိုတဲ့ကဏ္ဍလေးကျွန်တော်ဒီနောက်ပို့ချင်တာပေါ့1.3နဲ့1.3နဲ့ဆိုတဲ့ကဏ္ဍတော့ဒီနောက်ပို့ချင်1.3နဲ့ကလည်းဒီကောင်းရဲ့ဝမ်းချင်းလေးဆိုတော့ဒီ1.3နဲ့လေးများပြီးမလား1.3နဲ့လေးရှိတယ်နောက်တစ်ခါကကြတော့ကျွန်တော်ဟိုရင်တော့လည်းပြပြီးသွားပြီပေါ့အဲ့ဒါကြီးတော့အရှိမပြတော့1.3နဲ့ရယ်1.3 ဆိုတော့ကဏ္ဍတစ်ခုရှိတယ်1.5ကဏ္ဍတစ်ခုကတော့လိုက်ရှိသွားမှကျွန်တော်မပြတော့ဘူးဒီမှာပြန်ကြည့်အောင်ပါဒီမှာ63လုံးလို့ခွေသွားတယ်63လုံးလို့ခွေသွားတယ်ဘေး63လုံးလို့ခွေသွားတယ်63လုံးလို့ခွေသွားတယ်ဘေးမှာ8တထိပ်2ထိပ်3ထိပ်ဆိုတဲ့ကဏ္ဍအားလည်း99ဆိုတဲ့ကဏ္ဍလေးဒီဘက်နဲ့98ဆိုပြီးဒီမှာတဲလိုက်ရတယ်98ဆိုတဲ့ကဏ္ဍ98လို့လိုက်ထွက်တော့ဒုတိယကလေးကြည့်တော့63လုံးခွေသွားတယ်8တထိပ်2ထိပ်83လေးအောက်ကဒီကဏ္ဍ630ဆိုတဲ့ကဏ္ဍဒီဘက်နဲ့မှာ630ဆိုတဲ့ကဏ္ဍလေးတိလိုက်ရိုက်သွားတယ်တတိယကလေးကြောင်63လုံးခွေသွားတယ်63လုံးခွေသွားတဲ့အချိန်မှာ8တထိပ်2ထိပ်3ထိပ်ဆိုတဲ့အောက်ကဒီ1.3နဲ့လေးကကျွန်တော်ဒီ1.3နဲ့လေးကိုဒီခွန်9ခွန်ရဲ့တပင်ကျော်1.39ဆိုတဲ့ကဏ္ဍဝမ်းချင်းလေးများတက်ပြီမလားဝမ်းချင်းတက်ပြီမယ်ဆိုရင်
နှစ်3.5ကဏ္ဍတစ်ဝက်ကတော့နှစ်3.ကဏ္ဍတစ်ဝက်လည်း site ရှိရကျွန်တော်နှစ်3.5တော့မပြတော့ပါဘူးဒီကဏ္ဍလေးဒီကဏ္ဍလေးနှစ်3.2ကဏ္ဍလေးပဲနှစ်3.2ကဏ္ဍနှစ်3.2ရယ်နှစ်3.5ရယ်အစောတော့ကျွန်တော်ဟိုစောကြီးမှတင်ပေးခဲ့တဲ့4.9ရယ်3ဝက်3ဝက်ကိုအခုကျင်းတော့နှစ်3.2နဲ့နှစ်3.5လေးအားကောင်းတယ်ပေါ့ခြံရက်တက်ရတော့ကစားလို့ရပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်အားလုံး